English speaking ကိုလေ့လာချင်တဲ့သူတွေပေါ့နော်အမြန်ဆုံးနည်းနဲ့ပြီးသွားရင်အလွယ်ကူဆုံးတက်အောင်ပေါ့နော်ဘယ်လိုမျိုးအရာတွေကို focus ထားပြီးတော့မှလေ့လာရမလဲဆိုတော့ဒီ video မှာပြောပြမယ်ပေါ့နော်ပထမဆုံးတစ်ခုအနေနဲ့ဆိုရင် basic subject verb agreement တွေကိုလေ့လာရမယ် for instance အနေနဲ့ဆိုရင် it is raining and he's walked there or she is he is it is အဲ့လိုမျိုးပေါ့နော် basic subject verb agreement တွေကိုလေ့လာမယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကလုံးဝ fundamental ကြပြီးတော့မှစကားပြောတဲ့အချိန်မှာပို့ပြီးတော့မှအသုံးဝင်မဲ့အရာတွေမဟုတ်လို့ပေါ့နော်အဲ့တော့အဲ့ဒီအရာကိုအရင်ဆုံးကိုကလေ့လာရမယ်နောက်တစ်ခုကကျွန်တော် active voice နဲ့ passive voice ပေါ့နော်အဲ့လိုမျိုးနှစ်ခုရှင်းလာပြီဆိုတော့ဘယ်တစ်ခုကိုကျွန်တော်ပို့ပြီးတော့မှ focus ထားပြီးလေ့လာရမလဲဆိုတော့ active voice ကိုပို့ပြီးတော့မှ focus ထားပြီးလေ့လာရမယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကပို့ပြီးတော့မှ natural sound နဲ့ပြီးတော့ derive ဖြစ်တယ်ပေါ့နော်အဲ့ကြောင့်လို့ speaking မှာပို့ပြီးတော့မှအသုံးဝင်နိုင်မယ်ဒါကြောင့်မလို့ကျွန်တော်တို့က active voice ကိုပို့ပြီးတော့မှ focus ထားပြီးလေ့လာရမယ် for instance အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီ sentence ပေါ့နော် active voice အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ the dog chased the cat ဒီလိုမျိုးစာတန်းတူတူလေးနဲ့ပြီးသွားမယ်ဒါကျတော့ active voice ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ passive voice နဲ့ပြောမယ်ဆိုရင် the cat was chased by the dog အဲ့ဒါဆိုရင်လုံးဝရှည်သွားပြီးတော့မှ hey the cat was chased by the dog like sounds really and natural and it sounds like you're writing letter or something like that so ဒါကြောင့်မလို့ကျွန်တော်တို့က active voice နဲ့ပြောမယ်ဆိုရင် the cat okay the dog chased the cat that's it really short and very effective in the right way ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့လိုပုံစံမျိုးနဲ့ပြောမှဖြစ်တဲ့အတွက် active voice ကိုပို့ပြီးတော့မှ focus ထားပြီးတော့မှပြောရမှာပေါ့နော်နောက်တစ်ချက်အနေနဲ့ဆိုကျွန်တော်တို့က prepositions or times and place ပေါ့နော်ကျွန်တော်တို့အချိန်နဲ့နေရာတွေကိုညွှန်းတဲ့ဒီ preposition တွေကိုနားလည်ထားရမယ်အဲ့ဒါကျတော့ at 5 p.m. ပြီးတော့ in May in the room ဒီလိုမျိုး preposition တွေကိုကနားလည်ထားမှာပဲကိုကစကားပြောချိန်မှာကိုပြောချင်တဲ့အရာကိုသိချာလေး describe လုပ်လို့ရမယ်ပေါ့နော်အဲ့ဒီဟာကသိငယ်တဲ့အရာဆိုပေမဲ့တကယ်အသုံးဝင်တဲ့အရာမဟုတ်လို့ကိုကဒီဟာကိုလည်းမဖြစ်မနေလေ့လာထားမယ်ဒီမှာပါတယ်အဲ့တော့စိတ်ထဲမှာကိုအခုနားထောင်နေဆိုတော့အများကြီးလို့ထင်နေရလိမ့်မယ်ဒါပေမဲ့မများဘူးတကယ်တော့တချို့အရာတွေတော်တော်များများကျွန်တော်တို့သိပြီးသားပြန်ပြီးတော့မှဒီခေါင်းစဉ်လေးနဲ့တွဲပြီးတော့မှကြည့်လိုက်မယ်ဆိုရင်လုံးဝ clear ဖြစ်ပြီးသွားတော့မှနားလည်သွားမယ်ဒီမှာပါတယ်အဲ့တော့နောက်တစ်ချက်ကိုဆက်သွားမယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ question တွေပေါ့နော် question pattern တွေကိုကျွန်တော်တို့ကကြည့်ထားရမယ် where are you going what are you doing ဒီလိုမျိုး basis question pattern တွေကိုကျွန်တော်တို့ကလေ့လာထားရမယ်ပေါ့နော်ဒါကျတော့လုံးဝ basis ကြားထဲမှာပါတယ်ဆိုတော့တော်တော်များများလည်းသိပြီးသားတွေမှာပါတယ်အဲ့တော့နောက်ဆုံးတစ်ချက်အနေနဲ့ကျတော့အရေးကြီးဆုံးနဲ့လုံးဝသိထားမယ့်ချက်ပေါ့နော်အဲ့ဒါကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့စလုံးတစ်လုံးချင်းစီပေါ့နော် individual တစ်လုံးချင်းစီလေ့လာရတော့ဟုတ်တယ်ဒါပေမဲ့အဲ့လိုမျိုးလေ့လာနေရ effective လုံးဝမဖြစ်သေးဘူးလို့ပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့စကားပြောတဲ့အချိန်မှာကျွန်တော်တို့က individual စလုံးတစ်လုံးနဲ့ပြောတဲ့ဟာအရင်နဲတယ်အဲ့တော့ကျွန်တော်တို့က sentence တစ်ချောင်းလုံး pattern တစ်ခုလုံးသိထားမယ်အဲ့တော့ speaking pattern လေးတွေ action pattern လေးတွေကိုလိုက်ပြီးတော့မှချမှတ်ထားမယ် for instance အနေနဲ့ဆိုရင် I am going to အဲ့လိုပုံစံမျိုးရှိမယ်ပြီးသွားရင် do you mind okay for example အနေနဲ့ဆိုရင် do you mind if I sit here ဒီလိုပုံစံမျိုးပေါ့နော်ကိုကဒီလိုမျိုး speaking pattern လေးတွေစကားစုလေးတွေကိုလိုက်ပြီးတော့မှတ်ထားမယ်ဆိုရင်ကိုစကားပြောတဲ့အချိန်မှာချက်ချင်းအဲ့ pattern တစ်ခုကိုခေါင်းနဲ့ထုတ်သုံးလိုက်လို့ရတယ်စလုံးတစ်လုံးချင်းစီကိုခေါင်းထဲမှာစာဆုံးပြန်စောင့်နေရမျိုးမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဒီလိုချက်မျိုးလေးနဲ့ကိုကလေ့လာထားမယ်ဆိုရင် speaking ကို basis need တွေအကုန်လုံးကိုပြည့်သွားလိမ့်မယ်ပေါ့နော်အဲကြောင့်လို့လက်ရှိဆိုရင်ရောကိုက speaking နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအကြောင်းအရာတွေအထိကထားပြီးတော့မှလေ့လာနေလဲပြီးသွားရင်ကိုပြောသွားတဲ့ဟာနဲ့ကိုလုံးနေရနေတော့ကိုင်းရလားခေါင်းမှာမှန်ခဲ့ပါ follow me for more